ဒီနေ့တော့ရေတို့ရဲ့အိမ်လေးကိုအားလုံးကိုလည်းခေါ်ရပါမယ်ဖုံးတိုးလေးပေါ့နော်အိမ်လေးကိုအရင်ဝင်လိုက်ပြီဆိုလို့ရှိရင်တော့ဒီတကားမှာရေတို့ရဲ့အိမ်နံပါတ်လေးရှိတယ်အိမ်နံပါတ်လေးမှာ SPNY ဆိုပြီးတော့စိန်ဖြိုး NG ပေါ့နော်ကိုနံပါတ်ကိုထိုးတာအိမ်လေးကိုစပြီးတော့ဝင်လာတဲ့ဘက်ကြီးမှာဒါဖနက်စင်လေးရှိတယ်ဖနက်စင်ပေါ်မှာတော့ရေတို့ဒါနိုင်ငံတကာကနေပြီးတော့အမှတ်တရတည်လာတဲ့ရုပ်ကလေးတွေရှိတယ်ဒီမှာဒါကတော့စိန်ဖြိုးလိုက်ရဲ့ wash station မှာဒါတော့ဒီရဲ့ wash station ပေါ့နော်ဒီကအိတ်တောက်ဒီတစ်ခန်းလုံးကတော့ယူတော့ handcraft ဆိုတဲ့ကုမ္ပဏီနဲ့ဒီဇိုင်းဆွဲပြီးတော့ပြင်ခဲ့တာပေါ့နော်ဒါပေမဲ့ furniture တွေကတော့လို့ရန်ကုန်တစ်မြို့လုံးကဆိုင်နေအကုန်ပဲဒီစိတ်ကြိုက်တွေအကုန်လိုက်ရှာပြီးတော့မှအကုန်ထည့်ထားတာပေါ့နော်ဒီနေရာလေးဆိုလို့ရှိရင်ဒါကြီးရဲ့ coffee corner လေးပေါ့နော်မနက်ဆိုရင် breakfast စားဖို့ပြင်တယ် coffee ဖြော်တဲ့နေရာလေးပါဒါတော့ dining ပေါ့နော်သမင်းစားတဲ့နေရာလေး dining table ကတော့ဒီကျွန်းနဲ့လုပ်ထားတယ်ခုံနဲ့ဒါကတော့ဒီရဲ့ open kitchen ပေါ့ယူတော့ဟင်းလည်းတိတ်ချက်မစားပြစ်ဘူးဆိုတော့ဒီလို open kitchen လေးရထားတာပို့ပြီးတော့စိတ်ထဲမှာဘူဆန်တယ်လို့ခံစားရတယ်ပေါ့နော်ဒီနေရာကတော့ရေတို့နိုင်ငံတကာသွားခဲ့တဲ့အမှတ်တရ magnet တွေကိုစုတဲ့နေရာလေးပါပြီးရင်အိတ်ခမ်းကတော့ဒီမှာ3ခန်းရှိတယ်ဒါကတော့ဝန်ထမ်းနေတဲ့အခန်းပေါ့နော်အစားတော့ဝန်ထမ်း2ယောက်အတွက်နှစ်ထပ်ကတင်လေးဆိုပြီးတော့ဒီလိုလေး decoration လုပ်ပေးထားတာလောလောဆယ်တော့အပေါ်တက်ကတော့စတူဖြစ်သွားတာပေါ့နော်ရေတို့မသုံးဖြစ်တဲ့ပစ္စည်းတွေထားဖြစ်သွားတယ်ဒါကရေတနိုင်ငံကိုတပုံအနေနဲ့ရေတို့ရောက်ဖူးတဲ့နိုင်ငံလေးတွေကိုအမှတ်တရစုဆောင်းထားတာဒါတော့ walk-in closet ပေါ့နော်ရေတို့အဝတ်စားတွေထားတယ်ပြီးရင် make up လိမ့်တယ်သွားကနီလာကန်ကြီးပြင်ဆင်တဲ့အခန်းပေါ့ဒီတစ်ခန်းလုံးကတော့ဒီ City Home ကနေပြီးတော့ customize အပ်ထားတာပေါ့နော်အိတ်တွေထားတယ်ဒီမှာရေမွေးတွေထားတယ်ဒါကတော့ဒါနောက်ဆုံးခန်းပေါ့နော်ဒါကျွန်တော်တို့2ယောက်နေတဲ့ master bedroom ဆိုလို့ special ပြင်နာမလားဆိုတော့မထင်နဲ့မိုင်းဒီမနေ့တစ်စက္ကန့်ပဲပြမယ်တစ်စက္ကန့်ပဲတော့ရေကမပြင်ရသေးဘူးရှုပ်ပါတယ်ကျွန်တော်တို့ကဒီအခန်းကိုအခုစပြင်လို့ပေါ့နော်အခန်းပြင်ဖို့ဆိုတာလည်းအရင်ဆုံး interior decoration မှာရှာရတယ် contractor တွေရှာရတယ်သုံးမဲ့ materials တွေအစလိုက်ရှာတဲ့အပြင်ကိုလိုချင်တဲ့ furniture ရဖို့ဆိုတာတော်တော်ခေါင်းခဲတဲ့ကိစ္စပေါ့နော်အချိန်လည်းအရန်ပေးရတယ်လို့အလုပ်လည်းအရန်ရှုပ်တယ်အဲ့နဲ့ဒါပြင်မယ်နဲ့အခုထိမပြင်ဖြစ်သေးတာအခုအဆင်ပြေသွားတာကလာမဲ့ match လ20 21 22 3ရက်ကိုတာဂီတာမှာရှိတဲ့ဒီ Fortune Plaza မှာမြန်မာ Furniture and Home Furnishing Expo ဆိုတဲ့ပွဲကြီးလုပ်မှာပေါ့နော်အဲ့ဒီပွဲမှာကကြီးတို့ local မှာနာမည်ကြီးတဲ့ furniture ဆိုင်တွေ decoration company တွေအပြင်ကိုမှဒီ international က brand တွေပါအကုန်လုံးလာပြီးဒီပွဲမှာပြမှာဆိုတော့အိမ်ပြင်မဲ့လူတွေအိမ်ဆောက်မဲ့လူတွေအနေနဲ့တခါတည်းအိမ်တစ်လုံးစာအတွက် one stop service အကုန်လုံးပြီးစီးမဲ့ပွဲပေါ့နော်အဲ့တော့အဲ့ပွဲကိုသွားမယ်ပြီးလို့ရှိရင်ဒီခန်းလေးပြင်ဖို့အတွက်ကိုသွားရှာပါမယ်ဒီပွဲကိုဘယ်လိုမျိုးတွေလာတင်လဲဆိုရင်ကျွန်တော်တို့လိုမျိုးအိမ်ပြင်မဲ့လူတွေအိမ်ဆောက်မဲ့လူတွေပြီးရှင် contractor တွေ business owner တွေပြီးအိမ်ရှင်မတွေအဲ့တော့ဘယ် company တွေပါမှာလဲဆိုတော့ City Home In-house Wanda Blanca Champagne Beautiful Wood Dream Media City Aluminium Job Plywood 1696 Concept CTE Crown Store TQ GBS တို့လို company တွေအပြင်တခြား company တွေလည်းအများကြီးပါသေးတယ်အဲ့တော့မ join ရသေးတဲ့ company တွေရှိရဆိုလို့ရှိရင်လည်း join ချင်ရင်လာ join လို့ရပါသေးတယ်ဒီပွဲကဒါကြမ်းမတိုင်မီမှာကျင်းပမယ်အထူး furnishing expo ပွဲပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းဒီပွဲမှာမတ်လ20ရက်နေ့ကြာလို့ရှိနေမှာပွဲချိန်ကတော့မနက်9:00နာရီကနေပြီးတော့ညနေ9:00နာရီအထိတာကေတာက Fortune Plaza မှာပါပွဲကိုလာမဲ့ visitor တွေအတွက်လည်း lucky draw တွေ promotion တွေ discount တွေအများကြီးရှိပါတယ်အဲ့တော့မတ်လ20ရက်နေ့ကြာလို့ရှိရင်ဒီပွဲမှာတွေ့ကြမယ်အားလုံးပဲတတားပါ